Maybe I'm a Nilan, a chatty beat in a jam now. Just come, she saw Alia, me for me can I go trade on. Then they are bell and be over out home lay. Denying a late dream, around me, I go nelly. Bellow with you. ဟုတ်တယ်ဒါအဲ့တော့လက်ခံလို့ရတယ်ဒီ vibe ကိုကိုယ်တိုင်ခံစားဘူးလို့လားတော့မသိဘူးပေါ့နော်ဒီသချင်းကတော့ဂျင်းထဲမှာတော်တော်လာညှိရဲ့ဟေ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ပတ်မှာတော့မင်းတန့်ရဲ့သချင်းအသစ်တစ်ပုဒ်ကိုနားထောင်ပြီးတော့ reaction လုပ်သွားမှာဖြစ်ပါတယ်အဲ့တော့စကားတွေအများကြီးမပြောတော့ဘဲနဲ့သူ့ရဲ့သချင်းအသစ်ကိုသွားရှာပြီးတော့နားထောင်မယ် Let's goမင်းတန့်အသေးကွဲလူနာအထွေထွေယောဂကုဆရာဝန်ကြီးများလက်ပြခါတဲ့လူနာဒီနဲ့ဆိုင်လုံးထီကူတာပေးနိုင်နာမင်းတယောက်ပဲရှိတာဘေးရင်စရာရချိုးမဟုတ်ပေးနိုင်ခဲ့တဲ့တို့ညောင်ရဲ့ကံကြမ္မာဘယ်လိုဖြတ်သန်းကြမလဲဒီဆောင်ကြမလဲစားလမ်းခွဲနှုတ်ဆက်သွားတယောက်ကိုတယောက်မြင်အောင်ကြည့်နိုင်ခဲ့လို့ဝေးရတာဖြစ်တင်ပါတယ်မင်းလေးကြာလာတော့နီနာကတယောက်ကိုချစ်ဖြစ်လာမယ်စီးဝိုင်းလူတွေ့မျက်နဲ့ရှုံးကြမှာရှင်းတင်တာပဲတစ်ခါလေးကိုကလူကြိုက်ကုန်ပစ္စည်းတစ်ခါလေးကြားလဲလွှင့်ပစ်စရာပဲမင်းခဲနီယာနဲ့တီရှပ်လေးလည်းငါဝတ်ဖြစ်ပါရဲ့လူတယောက်ကိုချစ်ဖို့ကလွယ်လေမေးဖို့ကြဆင်းဆင်းကြခဲ့ရင်းနှစ်သူကိုအတွက်ကောက်ရွတ်မြင်စာဟာမင်းဖြစ်ပါတယ်နောက်မင်းခဲနီယာနဲ့တီရှပ်လေးလည်းငါဝတ်ဖြစ်ပါရဲ့လူတယောက်ကိုချစ်ဖို့ကလွယ်လေမေးဖို့ကြဆင်းဆင်းကြခဲ့ရင်းနှစ်သူကိုအတွက်ကောက်ရွတ်မြင်စာဟာမင်းဖြစ်ပါတယ်နောက်ဆုံးတက်ကဲစီတစ်ချောင်းဟာမင်းမြစ်တာပဲကြိုက်ခဲပြောက်စီလုံးရတောင်းရင်တော့မကိုမှမတတ်တာမင်းထွက်သွားတဲ့နောက်မှမကတ်တာစိတ်နဲ့လူနဲ့ညှိုးတာမျက်နှာရင်လုံးကအိတ်တဲ့ချိန်နဲ့ဘေးကခိုးလာဖက်မလားဘွားရဲ့နေဦးလေးတစ်ချောင်းကလည်းခုရရိုးပါအပ်လာဟုတ်တယ်ဒါအဲ့တော့လက်ခံလို့ရတယ်ဒီ vibe ကိုကိုယ်တိုင်ခံစားဘူးလို့လားတော့မသိဘူးပေါ့နော်ဒီသချင်းကတော့ဂျင်းထဲမှာတော်တော်လာညှိရယ်ပေါ့နော်ဒါကျွန်တော်တို့မန်လေးသားမင်းတန့်ရဲ့ကမ်ဘတ်ပေါ့နော်ဒီသချင်းကတော့တော်တော်လေးကျွန်တော်ဂျင်းထဲမှာထိရယ်ဗျာခံစားချက်နဲ့ vibe လေးเนี่ยတော်တော်လေးကိုမိုက်တယ်ပေါ့နော်ဒီသချင်းရဲ့ vibe ကတော်တော်လေးကိုခံစားလို့ကောင်းတယ်ပေါ့နော်ဒီအခုနားထောင်ကြည့်ရတာပေါ့နော်ကျွန်တော်တို့မန်လေးသားမင်းတပ်ရဲ့မန္တလေး red တွေကျွန်တော်တို့ပြန်ပြီးတော့ကမ်ဘတ်လာပြီပေါ့နော်ဘလို့သချင်းနေနဲ့ကျွန်တော်တို့ချပြမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်ပေါ့နော်ဒါမင်းတပ်ရဲ့ကမ်ဘတ်ပေါ့နော်ကျွန်တော်တို့မြင်ကျင်တဲ့မင်းတပ်ကတော့ဒီလိုပုံစံမျိုးဒီလိုပိုင်မျိုးပေါ့နော်ကျွန်တော်ကြိုက်တယ်ဒီသချင်းကို let's go ဆက်နာထောင်းမယ်ပြောင်းသွားလေမပြောင်းလဲကကောင်းလေကမင်းနမဲချိန်များလာပိုးဝေးလို့သွားတာကိုရိုးညောင်တိတ်တွေပဲလမ်းခွဲပြီးရနောက်မငါမင်းရဲ့မျက်နှာလေးကိုတစ်ခါလောက်တွေ့ခွေရရင်တစ်ခါလောက်တွေ့ခွေရခြင်းမိုးရီချိန်နဲ့တိတ်ကြောက်တက်လုံးလုံးမိုးရသည်ကိုငါမုံဆုံးအပြင်မှာရောအိမ်မက်ထဲမှာရောဝေးတော့ချရသူနှခါဆုံးရှုံးချူကြီးကိုလုံးနဲ့မင်းကကိုနေချင်းစရာကဘာလုံးလုံးအင်္ဂ Wi-Fi password တော့မင်းမွေးနေနဲ့မင်းနာမည်စတော့ Oh shit မင်းရဲ့တွေ့ရှိမလားလို့ပြောအိမ်မက်ထဲမှာရောဝေးတော့ချရသူနှခါဆုံးရှုံးချူကြီးကိုလုံးနဲ့မင်းကကိုနေချင်းစရာကဘာလုံးလုံးအင်္ဂ Wi-Fi password တော့မင်းမွေးနေနဲ့မင်းနာမည်စတော့လုံးမင်းရဲ့တွေ့ရှိမလားလို့ပြောနေရနိုင်ဝေးပေါ်ထွက်သွားရထားစင်းကိုနောက်ကျလူတယောက်ကပြန်လိုက်ဖို့ဝေးရောမင်းပြန်လာမယ်နီးလန်းနေချက်ချီပီတီနဲ့ချက်မနာဝေးတော့ပြောတဲ့ကမ်ရှိစောအလျက်မင်းပေါ်မင်းကန်တိုင်းကိုကျွေးတော့တန်တရားပန်းလန်းပြေဖို့မလောက်တော့ကြအောင်မလဲဒီနိုင်ငံလေးတွင်မှာတော့မင်းနဲ့ကိုနဲ့လွယ်ဘယ်လိုဝေးကျွေးလဲဘယ်လိုဖြစ်တဲ့ရမလဲဆိုတွေ့တဲ့နိုင်ဟာမြန်ပြီးခွဲပါခြင်းများဟာချလုံးငယ်ဟုတ်တယ်ကျွန်တော်လက်တွေ့ဆန်တယ်ဒီစာသားတွေကိုကျွန်တော်ကြိုက်တယ်ကျွန်တော်ထပ်တူကြလို့လားတော့မသိဘူးပေါ့နော်ခင်ဗျားတို့ ਨੇ ထပ်တူကြမကြတော့အောက်က comment မှာဝင်အောင်ရေးသွားပေးပါကျွန်တော်လည်းထပ်တူကြရဲဒီစာသားတွေဒီ lyrics တွေကိုကျွန်တော်ကြိုက်တယ်သူသုံးသွားတဲ့ rhyme တွေကလည်းလှတယ်ပေါ့နော်တော်တော်လေးကို
ဟိုစားသားတွေချိတ်ပြီးတော့သုံးသွားတဲ့ rhyme လေးတွေကတော်တော်လှတယ်ဗျာကျွန်တော်ဒီတိုက်ကိုတော့တော်တော်ကြိုက်တယ်မင်းသားကျွန်တော်ဘဂရီတန်မိုးတို့ဘာလို့တော့လည်းကြိုက်ခဲ့ပေါ့နော်မင်းသားကိုတော့အခုအဲ့ဘိုင်မျိုးပြန်ရရတဲ့အတွက်ကျွန်တော်တို့နားထောင်အောင်ကျိုးနဲ့တယ်ဒီသချင်းကဒီလိုဘိုင်မျိုးကြိုက်တဲ့သူဒီလိုခံစားချက်ရှိဘူးသူတိုင်းနားထောင်ရင်တကယ်ကိုနှစ်သာရတစ်ခုဖြစ်ပေးနေဗျာတကယ်မိုက်တယ်ကျွန်တော်တော့ကြိုက်တယ် let's go စနာထောင်မယ် ကူဆရာဝန်ကြီးများလက်ပြခါတဲ့လူနာဒီနဲ့ဆိုင်လုံးထိကူတာပေးနိုင်တာမင်းတယောက်ပဲရှိတာဘေးရင်စရာတွေကြိုးမဟုတ်ပေးနိုင်ခဲ့တဲ့တို့မြောက်ရဲ့ကံကြမ္မာဘယ်လိုဖြတ်သန်းကြမလဲတီးဆောင်ကြမလဲစာလမ်းခွဲလုံးဆက်သွားshit ကြိုက်တယ်ကျွန်တော်ဒီပုံစံဒီပိုင်မျိုးကြိုက်တယ်ပေါ့နော်ဒီသချင်းကိုတော့တော်တော်လေးကိုရင်ထဲမှာညှိရပေါ့ဗျာတကယ်လဲအပြင်ဘွားရည်နဲ့ထပ်တူကြလိမ့်မယ်လို့မျှော်လင့်ပါအဲ့ဒီသချင်းကတော့ဒီမြင့်တဲ့ကမ်ပတ်အနေနဲ့ပေါ့နော်ဒီသချင်းတွေကိုကျွန်တော်တို့နားထောင်ရတာအနှစ်သာရရှိလိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်နေပေါ့နော်ကျွန်တော်ကတော့တကယ်ကြိုက်ပါတယ်ဒါကျွန်တော်ရိုးသားသားဒီသချင်းပေါ်မှာပြောတာပေါ့နော်ကဲဒီနေ့ကတော့ဒီလောက်ပါပဲဒီမင်းသားရဲ့ကမ်ပတ်အနေနဲ့ဒီသချင်းကိုခင်ဗျားတို့အနေနဲ့ရောဘယ်လောက်ထိအနှစ်သာရရှိလဲဘယ်လောက်ထိရင်ထဲကိုရောက်လဲဆိုတာအောက်က comment မှာဝင်ရောက်ရေးသွားနိုင်ပါတယ်အားလုံး peace